စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းဆိုတာတဦးချင်းစီရဲ့ဘဝအတွက်ဘယ်လောက်အရေးပါပါသလဲဘဝမှာမလွဲမရှောင်သာကြုံတွေ့လာရမယ့်အခက်အခဲတွေစိန်ခေါ်မှုတွေစိတ်ဖိစီးမှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းရှိဖို့လိုအပ်ပါတယ်စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှသာလျှင်ဘဝရဲ့အနိမ့်အမြင့်အတက်အကျအခက်အခဲတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်မှာဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းကိုဘယ်လိုလေ့ကျင့်ထိန်းသိမ်းကြမလဲစိတ်ရဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုပြောတဲ့အခါရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်အောင်နေထိုင်ဖို့ကိုလည်းမိထားလို့မရပါဘူးကောင်းမွန်စွာစားတောက်နေထိုင်ခြင်းအိပ်စက်အနားယူခြင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းတို့ကလည်းစိတ်ကျန်းမာကြံ့ခိုင်ရေးကိုပိုမိုခိုင်မာအောင်ထိန်းသိမ်းပေးထားနိုင်ပါတယ်ကိုချစ်ခင်ရတဲ့မိသားစုဝင်တွေတငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိစေပြီးမိမိခံစားချက်တွေကိုပြောပြတိုင်ပင်ခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာအထောက်ပံ့တွေရယူနိုင်ပါတယ်။ပိုမိုခိုင်မာတဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုရရှိဖို့အချင်းချင်းဘယ်လိုပံ့ပိုးကူညီနိုင်မလဲ။ကိုယုံကြည်ရတဲ့ချစ်ခင်ရတဲ့ရင်ဖွင့်ပြောဆိုလို့ရတဲ့မိတ်ဆွေအတိုင်းဝိုင်းရှိခြင်းကလည်းပိုမိုကျန်းမာကြံ့ခိုင်တဲ့စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုမှာအရေးပါပါတယ်။မိသားစုဝင်အချင်းချင်းယုံကြည်စိတ်ချရသူမိတ်ဆွေအချင်းချင်းကြားမှာကောင်းမွန်ပြီးအပြန်အလှန်နားလည်မျှဝေနိုင်တဲ့ဆက်ဆံရေးမျိုးတည်ဆောက်ထားခြင်းကတဦးချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းကိုပိုပြီးမြင့်တင်ပေးနိုင်ပါတယ်။အချင်းချင်းအပြန်အလှန်ယဉ်ဖွင့်ပါနားထောင်ပေးပါအောင်မြင်မှုပျော်ရွှင်မှုတွေကိုအတူတကွဝေမျှပြီးအချင်းချင်းအားပေးချီးမြှောက်ခြင်းကလည်းစိတ်ဖိစီးမှုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေကြရတဲ့အချိန်မှာစိတ်ဓာတ်ခွန်အားကိုဖြစ်စေနိုင်ပါတယ်။ကိစ္စရပ်တွေကိုသုံးသပ်ဖြေရှင်းရမှာလဲမိမိကံတွယ်ဖြေရှင်းနိုင်တဲ့အခြေအနေအတွင်းရှိခြင်းနဲ့မိမိကံတွယ်ဖြေရှင်းနိုင်တဲ့အခြေအနေရဲ့ပြင်ပတွင်ရှိခြင်းဆိုတဲ့အခြေအနေတွေပေါ်မှာမူတည်ဆုံးဖြတ်ပြီးကိုယ့်ရဲ့အကောင်းမြင်စိတ်ကိုပုံမခိုင်မာအောင်မွေးမြူနိုင်ပါတယ်။ကျွန်တော်တို့ဟာကိုယ့်ရဲ့ခံနိုင်ရည်စွမ်းအခြေအနေကိုတော့ကိုယ်တိုင်သိရှိဖို့လိုအပ်ပြီးကိစ္စရပ်တွေဟာကိုယ့်ရဲ့ခံနိုင်ရည်ကိုကျော်လွန်လာပြီလို့သတိပြုမိတဲ့အခါစိတ်ပိုင်းဆိုင်ရာမှာလိုအပ်တာထက်ပိုပြီးဝင်မပိစေဖို့ခိတ္တခဏအနားယူတာမျိုးပြုလုပ်ဖို့လဲတတိယစေချင်ပါတယ်။ရင်ဖွင့်မယ်ခံစားပါမျှဝေပါ